ကဘာမြေထဲရောက်လာတယ်ကိုချွေးခြင်းတွေနဲ့အပူပင်ကင်းမဲ့ကလေးဘွားရဲ့အရွယ်ငယ်ရှင်သန်ခြင်းနဲ့ကြည်ပြင်းခဲ့တဲ့အမေရဲ့ရင်နဲ့အုံနှွေးထွေးစွာနဲ့ပညာသင်ချပေးကရဲ့ဆူဆုံးမကရဲ့တစ်ချိန်မှဘဝရဲ့လမ်းမထက်ပေါ်ဝဲချီရှိလမ်းပြခြင်းတွေ့လင်းတစ်ခုပဲကွယ်အမေရဲ့ချစ်ချင်းဒါသမီးပေါ်ဝဲအနေရဲ့တာစီခဲရင်မှုရဲ့အမေကမညစ်တော့ပဲဖြည့်ရှင်ပေးခဲ့တဲ့ရှင်ရဲ့အတွက်လေမပင်မမှုတဲ့တော်သမီးတွေအတွက်ကျေးဇူးပဲမမေဘာမကုန်နိုင်စွမ်းတဲ့ချစ်ချင်းမြတ်တာတွေအလုံးကြီးမြတ်လို့ပဲဒီဘဝနဲ့တော့အမေရဲ့ကျေးဇူးတွေပြန်စားဖို့တော့မပြေတော့ဘူးတင်ချပေးကရဲ့ဆူဆုံးမကရဲ့တစ်ချိန်မှဘဝရဲ့လမ်းမထက်ပေါ်ဝဲချီရှိလမ်းပြခြင်းတွေ့လင်းတစ်ခုပဲကွယ်မိရဲ့ချစ်ချင်းတာသမီးအပေါ်ဝဲအနေရဲ့တာစီခဲရင်မှုရဲ့မိကမညစ်တော့ပဲဖြည့်ရှင်ရှင်ရဲ့အတွက်လေမပင်မမှုတဲ့တော်သမီးတွေအတွက်ဘုံကောင်းနိုင်စွမ်းနဲ့ချစ်ချင်းမြတ်တာတွေလုံးကြည့်နှလုံးမဲ့ဒီဘဝနဲ့တော့အမေရဲ့ကျေးဇူးတွေပြန်စဖို့တော့မပြေတော့ဘူးme